ကဘာတော်ဝမ်းမှာ36မီလီယံကျော်ရောင်းခဲ့တဲ့မန်ဂါတကူ Monster Fan နဲ့အကြိုက်တွေ့မဲ့မန်ဂါတကူအမိုက်စာ villain character တယောက်ကိုပြည့်စုံစွာရေးသားနိုင်ခဲ့တဲ့မန်ဂါဆရာနာအိုကီယာ Urasawa က1999ခုနှစ်မှာစိုက်ခဲ့တာဖြစ်ပြီးတော့ mystery thriller sci-fi တို့ကို mind game အပြည့်နဲ့ပေါင်းထားတဲ့ masterpiece မန်ဂါတကူပါပဲအဲ့ဒီမန်ဂါကတော့20th century ပိုင်းမန်ဂါပဲဖြစ်ပါတယ်ဒီမန်ဂါရဲ့နာမည်ကတော့ Beating Rock သရှင် T-Rex ရဲ့နာမည်ကြီးသရှင်တစ်ပုဒ်ဖြစ်တဲ့ 20th century ပိုင်းကိုအဆွဲပြုပြီးခဲ့တာပဲဖြစ်ပါတယ်နာအိုကီယာဒီဇက်လန်ကိုထိုင်းလိုင်းသုံးခုကိုဟိုဘက်ဒီဘက်ကူးပြောင်းပြီးတော့အကွက်ကြကြစီစီမှုမှာလည်းပါးနဲ့လုံးနဲ့ဇက်လန်ဒီဇက်ပုံမျိုးနဲ့ရေးသားခဲ့တာပဲဖြစ်ပါတယ်ဒီဇက်လန်ရဲ့ main character ဖြစ်တဲ့ကန်ဂျီနဲ့သူ့တငယ်ချင်းတက်တက်ဟာလူ့ရဲ့စကန်တကူကိုတိဆောက်ပြီးတော့အပြည့်သဘောနဲ့ကဘာပြတ်မဲ့အခြေအနေကိုစိတ်ကူးယဉ်ပြီးတော့ကြိုတင်ဟောကိန်းစာအုပ်မှာစာတောင်ရေးခဲ့ကြပါတယ်ပြီးတော့လက်ညှိုးထောင်နေတဲ့လက်နဲ့လက်ပုံမှုပေါ်ကမျက်စိတရံပုံတို့ပါဝင်တဲ့ iconic အမှတ်အသားကြီးကိုလည်းဖန်တီးယူဆွဲခဲ့ပါတယ်ဒီလိုနဲ့ခန့်ကျဲအရွယ်ရောက်လာတဲ့အချိန်မှာတော့စတိုးတန်ခွင့်ရင်းနဲ့ထူးဆန်းစွာကိုတက်တည်သွားတဲ့သူ့တငယ်ချင်းနဲ့ဘိုင်းရန်ယောဂပြည့်နေလာတာမျိုးတွေအစားကြီးတဲ့ဖြစ်ရစိုးတွေကစတင်လာခဲ့ပါတော့တယ်တကယ်တော့အဖြစ်ပြက်တွေကသူတို့ငငယ်ကရေးခဲ့တဲ့ကြိုတင်ဟော့ကင်းစာအုပ်တွေကအတိုင်းဖြစ်လာတာပါပဲကြိုတင်ဟော့ကင်းစာအုပ်တွေမှာပါတဲ့နောက်တစ်ချက်ကဘာလို့ထင်လဲဟုတ်ပါတယ်အဲ့ဒါကတော့ကဘာကြီးကိုဖျက်ဆီးပြီးမယ်ဆိုတဲ့စာသားပဲဖြစ်ပါတယ် story ကဒီတော့မုံမိုင်းနေမှာတော့စုမရပဲနေပါမလား20th century ဘိုင်မန်ဂါဆိုရင်တော့ခိုရန်ရှာမန်ဂါအဝေါ်ရှုဂါကူကန်မန်ဂါအဝေါ်နဲ့ကမ္ဘာအဆင့်မီ international comic festival အစရှိရဲ့စုတွေနဲ့ဂုံကျက်တီရှိရဲ့စုပေါင်းများစွာကိုသိမ်းပိုက်နိုင်ခဲ့တဲ့မန်ဂါတစ်ခုပဲဖြစ်ပါတယ်အနည်းရှော့အနေနဲ့ပြောရရင်20th century ဘိုင်းမန်ဂါဟာတာမန်ရိုးရိုးမန်ဂါတကူမဟုတ်ပဲလူစိတ်ပညာနိုင်ငံရေးဝါဒဖြန့်မှုမီဒီယာရဲ့လုံမှုနဲ့တန်ငချင်းတန်ရောစင်တွေအကြောင်းအစရှိရဲ့လူလောကအကြောင်းတေချာစွာပြည့်ပြည့်စွာဖော်ပြထားတဲ့မန်ဂါတကူပဲဖြစ်ပါတယ်